ကြံမှာဒိုးတန်အမိုက်ဆုံးပဲဟုတ်တယ်မလားနော်အဲ့ဒီဘေတော့ဘေတက်ဘေကြီးကိုကြီးတွေအောင်ကြမယ်နော်ဟောကဘလို့လဲအလေဟောကဟောတော့ကโอเคနောက်မြင်းမြတ်တဲ့ကြံမှာရှိရရက်ရက်တင်းရဲဆိုတဲ့ချင်းလေးကိုဆိုမယ်အဲ့ဒီချင်းလေးကိုတကယ်အပြိုကြီးတယောက်နဲ့တွဲပြီး